Hello, alo về mình là nhà chân lý bà. Chị nè cả rồi, vừa rồi bà sao lý phải làm lý rồi. Khi yêu sai xem nụ bị nhá rồi sao lý phải làm. Sao cả lý, hiện chủ rồi, thì sao cô tế cô tất cả nó phải làm mấy bọn nó. Alo về nó sẽ bị ra vào. I can't did mình chú ra nè để câu gì ạ. Shavukovsky ကိုကြည့်တဲ့အယက်သမားမိမလေးရှုပ်လောင်ကစားလေးလို့စံကုန်မီလေးကက်စီကလေးနေသည်တဲ့တခါတလေစိတ်ကူပေါမှာကြပြလေးစာလေးရေးတယ်ဘေဒူမသူ့စီမှာဘဝနေနေအကြံဉာဏ်တွေအောင်မြင်ရေးတော့ချက်တွေတောင်းမှမဟုတ်ဘူးဒါကြောင့်ဒီစာအုပ်ကိုသူနဲ့ပထမဆုံးစဖွင့်ရမယ်ဗူကိုစကီကစာရေးဆရာဖြစ်ချင်တာရေးသမျှစာအုပ်တွေလည်းဘယ်တိုက်ကမှလက်မခံဘူးသူရေးတဲ့စာတွေကိုကျန်းနဲ့တိမ်နဲ့အစစ်မရှိကြက်တရေသုံးစားပြီးဆိုပြီးညင်းလွတ်တယ်ကြာတော့စိတ်တက်ကြပြီးအရက်ပဲဖိတောက်တော့တာသူ့အလောက်ကစာဖို့ယုံမှာစာအိတ်စီတဲ့အလောက်မဖြစ်စလောက်လာခကိုလည်းအကုန်တောက်ပြစ်ပူတဲ့ပစံကြတော့လဲမြင်းလောင်းပြစ်တယ်ညဖက်အိမ်ပြန်ရောက်မှလက်နှိပ်ဆက်အစုပ်တလုံးနဲ့ကဗျာနည်းနည်းပါးရေးတယ်ဘာမှမရေးဖြစ်ပဲမူယူပြီးမောက်မနှက်လင်းမှတတိပြန်ရတဲ့အခါတွေလည်းမနေဘူးတဲ့ဒီလိုနဲ့နှစ်30လောက်ကြာသွားရောအရက်လောင်ကစားမူရစ်စင်မိမပြတ်တွေနဲ့လုံးထွင်ရင်အသက်50ပြည့်သွားတယ်အဲ့ဒီအချိန်မှာမထင်မရှားစာအုပ်တိုက်တေးသေးတစ်ခုကသူ့စီလာရှင်းကတ်တယ်တဲ့အဲ့ဒီစာအုပ်တိုက်ကအက်ဒီတာကဗူကိုစကီကိုစိတ်ဝင်စားစရာတက်တော်တကောင်လို့မြင်နေတာပတ်စံတွေအောင်မြင်မှုတွေတော့မပြီးနိုင်ဘူးစာအုပ်တအုပ်ထုတ်ပေးဖို့အခွင့်အရေးပေးမယ်ဆိုပြီးဆက်တွေ့လာရောဗူကိုစကီတက်လုံးမှာဒီလိုအခွင့်အရေးမျိုးတစ်ခါမှမရဘူးတဲ့နောက်လည်းရတော့မှမဟုတ်ဘူးဒါနဲ့အက်ဒီတာစီကိုစာပြန်လိုက်ရောငါမှရွေးစရာဆိုလို့နှစ်ခုပဲရှိတယ်ဟေ့စာတိုက်မှာအလုံးဆက်လုပ်ပြီးဖြည်းဖြည်းချင်းယူသွားမလားစာရေးဆရာလုပ်ပြီးအငတ်ခံမလားစာရေးပြီးအငတ်ပဲခံတော့မေးတဲ့စာရှုပ်ပြီး3ဘက်အတွင်းပထမဆုံးဝတ္ထုကိုအပြီးရေးတယ်စာအုပ်နာမည်ကိုရိုးရိုးပဲစာတိုက်ဆိုပြီးပေးလိုက်တယ်တဲ့စာအုပ်အဖွင့်မှာမြေတူအတွက်မှမဟုတ်ဆိုပြီးရေးထားသေးတယ်နောက်ပိုင်းစာအုပ်တွေဆက်တိုက်ရေးဖြစ်သွားတယ်ဝတ္ထုရှောက်နဲ့ကြပြတွေရာနဲ့ရှိပြီးဆက်ထုတ်ဖြစ်တယ်။အုပ်ရည်နှစ်တန်းကျော်သွားတဲ့အထိရောင်းရတယ်။ဘယ်သူမှထင်မထားတဲ့အထိအောင်မြင်သွားတယ်။သူကိုယ်တိုင်လည်းထင်မထားဘူးတဲ့။ဒီလိုဇက်လန်မျိုးတွေကကျွန်တော်တို့ပတ်ဝန်းကျင်မှာဖန်တရားတည်နေပြီးလိုချင်တာကိုမရမကကြိုးစားတယ်။ဘယ်တော့မှအရှုံးမပေးတဲ့အတွက်နောက်ဆုံးမှာပန်းတိုင်ကိုရောက်သွားတယ်ပါညာပေါ့။ရုပ်ရှင်ရိုက်ရှင်စရာဇက်လန်မျိုးအောင်မြင်မှုတွေကိုလက်ညှိုးထိုးပြီးပြောနေကြစကားမျိုးတွေ့လာသူဆိုရင်ဘာဖြစ်ဖြစ်အရှုံးမပေးဘဲဆက်ကြိုးစားသွားတာသူ့ကိုတူလဲယုံတယ်မစုံမနစ်စိတ်တက်နဲ့ကြိုးစားတော့အောင်မြင်သွားတယ်အတူယူကြတယ်ဒါပေမဲ့ဘူကိုစကီကတီတော့သူ့အုပ်ကူမှာစာတကြောင်ထွင်ခိုင်းသွားတယ်မကြိုးစားနေတဲ့စာအုပ်တွေတန်းနေရှိရောင်းရနာမည်တွေကြီးနေပေမဲ့ဘူကိုစကီဟာအလကားလူဖြစ်နေတုံးပဲသူ့ကိုတူလဲသိတယ်သူအောင်မြင်သွားတာကြိုးစားလို့ပြောင်းလဲသွားလို့မဟုတ်ဘူးသူ့ကိုသူအတုံးမကြတာကိုဝန်ခံပြီးပွန့်ပွန့်လင်းလင်းရေးလို့အောင်မြင်သွားတာတခြားသူတွေလိုဖြစ်အောင်လဲလိုက်မပြောင်းလဲဘူးသူ့စာတွေကိုဖတ်ကြည့်ရင်သိတာတယ်မအောင်မြင်မှုတွေဆုံးရှုံးမှုတွေအဆိုးဆုံးအချိန်တွေကိုမဖုံးကွယ်ပဲရိုးရိုးသားသားရေးသွားတာသူအောင်မြင်မှုရဲ့တကယ့်အကြောင်းရင်းကတော့ဒါပါပဲတဲ့ကိုဘယ်လိုလူလဲဆိုတာကိုလက်ခံသွားတာပွင့်လင်းတာဝန်ခံတတ်တာအောင်မြင်တာတွေဘာတွေလဲဂရုမစိုက်ဘူးအောင်မြင်သွားတော့လေလူကောင်းဖြစ်မသွားဘူးလေတဲ့စာအုပ်ပွဲကြပြပွဲတွေကိုလည်းမူယူပြီးသွားလို့သွားလူကြားသူကြားလည်းအရှက်မရှိနေခြင်းတလို့နေတွေ့ကြရမိန်းမနဲ့အိတ်နမိတ်ကြီးလို့အောင်မြင်သွားလို့ဗူကိုစကီတယောက်လူကောင်းသူကောင်းဖြစ်မသွားသလိုလူကောင်းသူကောင်းဖြစ်လာလို့အောင်မြင်လာတာလည်းမဟုတ်ဘူးတဲ့ကိုမြင့်တင်တာနဲ့အောင်မြင်မှုနဲ့တွဲနေတတ်တယ်ဒါပေမဲ့ဒီနှစ်ခုကတူတော့မတူဘူးရဲ့ကျွန်တော်တို့ဒီနေ့ပတ်ဝန်းကျင်မှာမဖြစ်နိုင်တဲ့မျောလင်းချက်တွေတိတ်များတယ်ပူပျော်ခြင်းနဲ့ပူကျမ်းမာခြင်းနဲ့အကောင်းဆုံးဖြစ်ခြင်းနဲ့အားလုံးထက်သားခြင်းနဲ့ပူတော်ခြင်းနဲ့ပူတက်ခြင်းနဲ့ပူရှမ်းသာခြင်းနဲ့ပူလာခြင်းနဲ့မနာလိုဝင်တူတာခံခြင်းနဲ့လေးစားခံခြင်းနဲ့မနဲ့အိမ်လာတက်ရင်တော့ရွှေထွက်ရှင်နေတဲ့မိန်းမရှော့ရှော့တဘောကောင်းကောင်းနဲ့အလိမ်မာသားသမီးလေးတွေလိုရှင်နဲ့အလုံးလုံးရင်လဲလူအထင်ကြီးပြီးကဘာကိုတောင်ကဲတင်နိုင်တဲ့အလုပ်မျိုးတွေလုပ်ရှင်တယ်ဒါပေမဲ့ခဏလေးရက်ပြီးစဉ်းစားကြည့်
အောင်မြင်ရေးစာအုပ်တွေပျော်ရွှင်ရေးစာအုပ်တွေမှာပါနေကြအကြံဉာဏ်တော်တော်များများကကျွန်တော်တို့စီမှာမရှိသေးတဲ့အရာတွေကိုအာရုံစိုက်နေတာများတယ်။ပတ်စံရှာဖို့ကြိုးစားကြတာပတ်စံလုံးနေသေးတဲ့ထင်လို့ကိုမလဘူးထင်တော့မှန်ရှိမှထက်ခါကြည့်အရှိရေးမှာညံ့နေထင်တော့လက္ခဏာပေရင်ရတရားတွေလို့မအောင်မြင်သေးဘူးလို့ထင်တော့အောင်မြင်ရေးစာပေတွေဖတ်ကြအကောင်းမြင်ဖို့အောင်မြင်ခြင်းစိတ်ရှိဖို့ကြိုးစားရင်းနဲ့ပဲကိုမှမရှိတာတွေကိုမလုံနိုင်တာတွေမလုံနိုင်တော့တာတွေမလုံနိုင်ခဲ့တာတွေစဉ်းစားရင်တန်ရာလေကုန်နေတကယ်တမ်းကျတော့ပျော်ရွှင်နေတဲ့သူတယောက်ဆိုတာမန်ထဲမှာကိုပြန်ပြီးငါပျော်တယ်ဆိုပြီးပြောစရာလိုမနေဘူးလေခွေးသေးလေဟောင်းလေးပဲဆိုတဲ့စကားပုံလိုပဲတက်တိရှိပြီးသားသူကမကြောက်တတ်ကြောင်တက်တိပြစရာမလိုဘူးရှမ်းတာတဲ့သူကရှမ်းတာကြောင်ထုတ်ပြနေစရာမလိုဘူးကိုကြောင်ကိုတိပြီးသားမဟုတ်လား TV ကြညာတွေကြီးလိုက်ရင်လဲကောင်းမွန်တဲ့ဘဝဆိုတာကောင်းစီဖို့ဝင်ငေကောင်းရတဲ့အလုပ်ရဖို့ရည်စားလထားနိုင်ဖို့ရေကူးကန်နေနေဖို့ဆိုပြီးပြောမယ်ပိုကောင်းတဲ့ဘဝဆိုတာပိုရဖို့ပိုလုပ်ဖို့ပိုရှိဖို့ပိုဆိုတဲ့စကားနဲ့ပဲလည်နေတယ်တဲ့ပတ်ဝန်းကျင်ကိုအဖက်လောက် view site နေဖို့စက်တိုက်ကြီးတိုက်သွင်းခံနေရတာ TV အစ်စ်ဝယ်နိုင်ဖို့ view site ရမယ်လို့ဖို့ကင်ဘွက်တွေတက်ပိုပြီးပစံရဖို့ view site ရမယ်အိမ်မှာ sofa set အသက်လေးတွေဝယ်ဖို့ဂရုစိုက်ရမယ်နောက်ဆုံးပေါ်ဖုန်းကိုထွက်တာနဲ့ကင်နိုင်ဖို့ဂရုစိုက်ရတယ်ဒါတွေကိုဂရုစိုက်အဖက်လုပ်နေတာစီးပွားရေးတက်တော့ကောင်းတာစီးပွားရေးကောင်းလို့ဘာမှမထိခိုက်ပေမဲ့ဒီလောက်ကြီးအရာကိုလိုက်အဖက်လုပ်နေတော့အစိတ်ကြမ်းမာရေးကရှူရှာလာရောပျော်ရွှင်မှုတန်ရဲ့အတူရောင်တွေနောက်လိုက်နေရင်အရှိန်တွေကုန်လာတယ်တကယ်တမ်းကောင်းမွန်တဲ့ဘဝကိုလိုချင်ရင်အရာတိုင်းကိုပူပြီးဂရုစိုက်အဖက်လုပ်နေလို့မရဘူးစစ်မှန်တဲ့တကယ်လိုအပ်တဲ့တကယ်အရေးကြီးတဲ့အရာတွေကိုရွေးပြီးဂရုစိုက်ဖို့လိုတယ်တောကတန်ရတဲ့အုံနောက်ကကျွန်တော်တို့ကိုဖြည်းဖြည်းချင်းယူအောင်လုပ်တတ်တဲ့အကျင့်ရှိတယ်ကြုံဘူးမှာပါဥပမာတယောက်ကိုမကြည်နပ်ဖြစ်နေရကနေမကြည်နပ်တဲ့အကြောင်းတဲပြောရှင်လာတယ်ပြောရမှာကိုလည်းစိတ်ပူတယ်ဘာလို့မပြောရတာလဲဆိုပြီးကိုအားမရဖြစ်ဒါနဲ့စိတ်ပူနေတဲ့စိတ်ကိုပြန်စိတ်ပူတောက်လီမူးလီပေါ့စိတ်တို့တတ်တဲ့သူဆိုဖို့ဆိုဘာမှအတိတ်ပဲမရှိတော့တွေပေါက်တက်ကြဟာတွေကိုလိုက်စိတ်ဆိုဘာကြောင့်စိတ်ဆိုမှန်းလဲမကြည့်တချိန်လုံးအားရှိစိတ်တူနေတော့နှလပိန်းတုံးလို့ဖြစ်လာရောအဲ့ဒီလိုဖြစ်ရကောင်းလားဆိုပြီးကိုစိတ်ဆိုကြည့်အောင်စိတ်တူရကောင်းလားဆိုပြီးစိတ်ပြန်တူနေရတာနေရန်တွေဘာတွေလက်တီနေတော့အမြဲတမ်းမန်ချင်တဲ့သူကြသမျိုးအမားလုံးမိမှာကိုကြောက်နေတာနဲ့အသက်ရှူမဝခြင်းလောက်ခဲ့တဲ့မြအမားတွေနောင်တရနေတာတွေနဲ့စိတ်မရှမ်းသာရဘူးအထီးကျန်ဝမ်းနေနေမှာကိုတွေးပြီးတကယ်အထီးကျန်ဖြစ်ကုန်တဲ့သူတွေတဲ့တောကတန်ရာဆိုတာဒါပေါ့ကိုစိတ်နဲ့ကိုလိန်နေတာလူတိုင်းတစ်ခါလောက်တော့အ ਨੇ ဆုံးကြုံမှုကြတယ်အခုတော့ဖြစ်ရှင်ဖြစ်နေမယ်အခုဒီစာအုပ်ဖတ်နေရင်လည်းဖြစ်သွားနိုင်တယ်တဲ့ငါနဲ့တူလိုက်တာငါလဲကြည်တန်တရားတဲ့လင်းနေပြီလားမကြည့်ဘူးဒုက္ခပါပဲတော်တော်အသုံးမကျတဲ့ငါပါလားဘာလို့ကိုအသုံးမကျဘူးထင်နေတာလဲစိတ်ညစ်တယ်ဒီစိတ်ကလည်းအလကားနေညစ်နေတာပဲတော်တော်အသုံးမကျပါလားစိတ်လျှော့ပါယုံခြင်းယုံမယုံခြင်းနေလူဘဝရဲ့အနှစ်သာရဆိုတာဒါပါပဲတရိษံတွေမှာဆိုဒီလိုမျိုးစဉ်းစားနိုင်စိတ်မှမရှိတာကို့အတွေ့ကိုပြန်ပြီးစမ်းစစ်နိုင်ဖို့ဆိုတာလူပဲရှိတယ်။ online ပေါ်မှာ model ပုံလေးတွေကြည့်နေတော့အော်ငါတော်နာဘူးကြပါလားလို့ပြန်တွေးမိတာမျိုးပေါ့တဲ့။ထားပါတကယ်ပြဿနာကဒီလိုအခုခေတ်ကျွန်တော်တို့နေတဲ့ပတ်ဝန်းကျင်လူမှုကွန်ရက်ကိုကြည့်လူတွေကမကောင်းဘူးဆိုပြီးသတ်မှတ်ထားတဲ့ခံစားချက်တွေရှိတယ်။ကြောက်စိတ်ဒေါသစိတ်မနာလိုစိတ်တွေဒီလိုခံစားချက်တွေကိုဘယ်သူမှအတိမပြုရှင်ကြဘူး။ဘယ်သူ Facebook ကိုပဲကြည့်ตาယာပြုံမြူးနေတာတွေကပူများနေတာကိုဟာဟိုတယောက်မင်္ဂလာဆောင်ကအခမ်းအနားလိုက်တာဟဲကားတက်တွေတော့စီးနေပြီဟိုမှာကြည့်ပါဦးငငယ်လေးနဲ့တန်းကျွေတထွေးဖြစ်သွားတာတဲ့ဟိုတယောက်ကျတော့အမွေတွေတိမ်ပေါင်းဘလောက်ရကိုရီကြတော့အိမ်မှာငုတ်တုတ်ထိုင်းခွေးတစ်ကောင်နဲ့ကိုဘွားကိုအားငယ်လာတာဘာမှမဆန်းဘူးဒေါကတန်နေရယောဂကအခုခေတ်မှာကုသအမြန်ဆုံးယောဂဖြစ်နေပြီကျွန်တော်တို့အားလုံးကိုပိုစိတ်ပင်ပန်းအောင်ပုံမွန်းချက်အောင်ကိုပုံမွန်းအောင်လုပ်နေတဲ့ယောဂပေါ့တဲ့ဟိုးရင်ခေတ်ကတော့ရှင်းပါတယ်သူတို့လည်းစိတ်ညစ်ကြတာပဲသူတို့ကြတော့ဒီနေ့ဘာမှအဆင်မပြေပါလားဘဝဆိုတာဒီလိုပဲပေါ့လှုပ်เสียရှိတာဆက်လုပ်မှာတဲ့